ကြည့်အောင်အမျိုးသမီးတွေကြည့်နေလို့ရှိရင်ငါစိတ်ကမရှိတော့ဘူးဟုတ်တယ်မလားမိမတွေရှိနေလို့တိတ်မဆဲကြဘူးပေါ့ကွယ်ဒီကတော့မိမလည်းမရှောင်အချောက်လည်းမရှောင်လိုက်ပြီးတော့မြန်မာတနိုင်ငံလုံးလိုက်ပြီးတော့စောက်ပေါက်ထုနေတဲ့ကောင်ဝါမြောင်ပြောရတယ်ရှိသေးတယ်အကြီးပြေလားမင်းတို့တော့ပြောသေးရပဲမင်းတို့တော့ပြောသေးရပဲဘာဖြစ်လဲသူ့ပြိတ္တနဲ့သူကတော့ရှိပြီးသားပဲလေမင်းတို့စောက်ခွက်တွေကိုဘယ်သူကမြန်မာတနိုင်ငံလုံးကထောက်ခံလိမ့်မယ်လို့ဘယ်ကောင်ပြောရလဲမင်းတို့စောက်ခွက်တွေကိုမင်းတို့စောက်ခွက်တွေထဲမှာတော့မှတုတ်လေးငါးချက်ကွဲနေတဲ့ဥစ္စာကိုပြောလိုက်ဘယ်လိုလုံးမဲမင်္ဂလာပါဗျာဗီဒီယိုတစ်ပုဒ်ကိုအတူတူနားထောင်ကြည့်အောင်ဗျာနော်အဲ့ဒါပြန်နောက်တစ်ပုဒ်ဆက်ကြည့်အောင်ပေါ့နော်ဒါကတော့ဘုံမသိကိုမသိနဲ့အားချောင်ထားတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တယ်ပေါ့စစ်တပ်ကဘာလို့ဖင်ကုန်းခံနေလို့ငြိမ်နေတာလားမင်းတို့လည်း NUG ကဘာလို့ဖိန်ကုတ်ခံနေလို့ငြိမ်နေတာလားအခုလက်ရှိဘုံကကြီးမကိုပြန်မလို့သေးဘူးအဲ့ဒါကိုလည်းမင်းတက်အောင်လေဒုက္ခပဲဥမပလဖကိုတိုင်ကခြေတန်းထွက်နေတဲ့ PDF ရဲ့မိန်းမတယောက်ကိုမုစကိုဒူလိုက်တဲ့ကိစ္စနဲ့စောက်ပြဿနာတွေကြီးကြက်တက်နေတယ်အဲ့ဒါကိုရောမင်းစောက်ပေါက်ကလီးဆိုထားတာမဟုတ်တဲ့တကဘာလုံးနဲ့ရေဆိုင်နေရတဲ့စီကိစ္စကိုအစိုးရကတန်းတိုင်းတစ်ပိုင်းစုံမဥပဒေထုတ်ပြီးတော့ဖြည့်ရှင်းပေးလိုက်တဲ့ဥစ္စာကိုတော့မှအောင်မလီအောက်တန်းစားတွေအုပ်ချုပ်နေတာပါညာနဲ့အကြီးကျယ်ပြောနေတဲ့ကောင်တကောင်ကအခုမုစကိုတွေဒူးပြနေတယ်မရိတ်တွေချစ်ပြနေတယ်မင်းဘာလို့စောက်ပေါက်ပိတ်နေရလဲစနာတော့ကြည့်အောင်အပေါ်ကဘာလို့လဲမတရားလာလို့လည်းမင်းတို့ပြောပိုင်ခွင့်မရှိဘူးတရားလာလို့လည်းပြောပိုင်ခွင့်မရှိဘူးအပေါ်ကဘာလို့အပေါ်ဖိတက်ချတယ်မင်းတို့ငြိမ်ပေးနေရလို့ငြိမ်နေတာလေဟုတ်လားအောက်စပြူပွဲတော့ကြည့်လိုက်အောင်ငြိမ်လားမငြိမ်လားဆိုတော့မင်းတို့တိုက်ဖို့အတွက်ကငါတို့စစ်သားတွေမလို့ဘူးအောက်စပြူဖိုင်မလေးတွေနဲ့တင်မင်းတို့ပြီးတယ်အဲဒါကြောင့်မလို့ဒီကောင်တွေကိုယ်တိုင်လက်တက်ပြီးတော့ကြိတ်ပြီးတော့ခံစားနေရတဲ့အခိုက်အတန့်တွေလည်းရှိတယ်ပေါ့နော်သူတို့ရဲ့တော်လိုင်းရေးကအောက်စပြူလောက်တော့မှစိတ်ဝင်စားခြင်းကိုမခံရတော့ဘူးဘာညာတရာကဆိုပြီးတော့ဗဒတ်မြက်ကိုတိုင်က post ရေးပြီးတော့တင်ထားတာဖြစ်တယ်ပေါ့အဲ့ဒါကိုသူအောက်မှာကိုမက်ဝင်ရေးတယ်ပေါ့ကွယ်မေဘင်းကစီကရင်းနာတယ်ဘာညာရင်းနာဖိတ်ဆောက်ပြီးသေးလိုက်ပေါ့သိလားစနာထောက်ကြည့်ရအောင်အေးချမ်းတာနဲ့ငြိမ်နေတာနဲ့မတူဘူးအဲ့တော့ကိုယ့်ကိုပြန်ကြည့်မသိဘူးအေဂျင့်လည်းမသိဘူးငြိမ်နေတာလည်းမသိဘူးမင်းဆောက်ခွဲပိုးလောင်နေတာပဲသိတယ်စနာထောက်ကြည့်ရအောင်ငါတို့ပြင်ဘယ်လိုချနေလဲဆိုတာကိုပြင်ချတာတော့ဒါလည်းငြိမ်ငါတို့ဒေတာဆို internet မလုပ်နေနဲ့တိတာပါဇက်ကထွက်သွားလိုက်မယ်ကတော့လဲစောက်ကြည့်စောက်ကြည့်ဘယ်လိုစိတ်နဲ့ဒီလိုမျိုးမျက်နှာပြောင်တိုက်ပြီးတော့ပြောရဲတယ်လဲဆိုတော့ကိုစဉ်းစားလို့မရဘူးပေါ့သိလားအဲကြောင့်မလို့ပြည်တွင်းထဲကပြည်သူတွေကဒီကောင်တွေကိုတဖြည်းဖြည်းနဲ့ရောကြောက်ကြီးဖြစ်လာတာပေါ့ငကိုကစစ်တပ်ကိုမကြိုက်ဘူးဒါပေမဲ့ဒီကောင်တွေကိုကြောက်လို့အားကြီးလို့စစ်တပ်ကိုသွားပြီးတော့ထောက်ခံလိုက်တဲ့အနေအထားရှိတယ်ပေါ့စနာထောက်ကြည့်ရအောင်အမျိုးသမီးတွေကြည့်နေလို့ရှိရင်ငါစိတ်ကမရှိတော့ဘူးဟုတ်တယ်မလားမိမတွေရှိနေလို့တိတ်မဆဲကြဘူးပေါ့ကွယ်ဒီကတော့မိမလည်းမရှောင်အချောက်လည်းမရှောင်လိုက်ပြီးတော့မြန်မာတနိုင်ငံလုံးလိုက်ပြီးတော့စောက်ပေါက်ထုနေတဲ့ကောင်ဝါမြောင်ပြောရတယ်ရှိသေးတယ်စနာထောက်ကြည့်ရအောင်ပုံတစ်ခါကြလို့ရှိရင်လေဟိုလူတွေကလေတဲ့သူကတလိမ့်ဆန်ပေါ့စနာထောက်ကြည့်ရအောင်သိကျင်တာလေမတရားတဲ့အရာကြီးကိုငါတို့ကစစ်တပ်ကိုထောက်ခံလို့စစ်တပ်ကလုပ်တာမတရားဘူးဒါပေမဲ့ငါတို့စစ်တပ်ထောက်ခံတယ်ကွာမတိအောင်စောင်းနေတယ်ဟာအဖြစ်မပြောပြရတယ်အဖြစ်မပြောဘူးအဲ့ဒီမျိုးဟောသူတို့ကစစ်တပ်ထောက်ခံတဲ့လူတွေမို့လို့သူတို့ပါဇက်ပိတ်ပြီးစောနာကြတော့ NUG ကိုထောက်ပြတဲ့သူတွေကိုကြတော့ကာလန်ထေတန်ကိုကြီးတယ်အခုကြတော့စစ်တပ်ကိုမထောက်ပြလို့ပေါ့ကွယ်စနာထောက်ကြည့်ရအောင်နေတယ်နော်အဖြစ်မပြောဘူးဒါပေမဲ့မတရားနဲ့ပြုတ်ကြည့်နေတဲ့ဟာငါတို့တမတော်ကြီးကတရားတာနိုင်ငံကိုစောက်ရှောက်တာအခွေးစကားတော့မပြောအကြီးပြေလားမင်းတို့တော့ပြောသေးရပဲမင်းတို့တော့ပြောသေးရပဲဘာဖြစ်လဲသူ့ပြိတ္တနဲ့သူကတော့ရှိပြီးသားပဲလေမင်းတို့စောက်ခွက်တွေကိုဘယ်သူကမြန်မာတနိုင်ငံလုံးကထောက်ခံလိမ့်မယ်လို့ဘယ်ကောင်ပြောရလဲမင်းတို့စောက်ခွက်တွေကိုမင်းတို့စောက်ခွက်တွေထဲမှာတော့မှတုတ်လေးငါးချက်ကွဲနေတဲ့ဥစ္စာကိုပြောလိုက်လို့ရှိရင်သိရမလားတော်လိုင်းရတက်တွေအချင်းချင်းသွေးမရှိဘူးလို့ဘောမတွေဘက်ကဆောင်းရမ်းနေစီလုံးတယ်လို့အချင်းချင်းတွေသွေးမကွဲကြနဲ့လို့အချင်းချင်းတွေသွေးကွဲနေပြီဆိုရင်စစ်တပ်လောက်ဆိုးသလားဆိုတာကိုပြန်ပြီးတော့ကြည့်ရမှာဖြစ်တယ်ပေါ့ကွယ်အဲ့ဒီသူတို့တက်အုပ်စုလို့သဘောထားနေတဲ့ NUG ကိုဝေဖန်ထောက်ပြနေတဲ့ကောင်းတွေကိုရည်ရွယ်ပြီးတော့ပြောတာဖြစ်တယ်ပေါ့အဲ့ဆိုရင်ဘုံနဂါတို့ကစစ်တပ်ထက်ကိုဆောင်းရမ်းဆိုးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လို့စစ်တပ်ထက်ကိုဦးစားပေးပြီးတော့တော်လိုင်းရတယ်ဆိုတဲ့သဘောပေါ့စနာထောက်ကြည့်ရအောင်အမှန်မင်းချို့ထားတာပုံးနေပြီဒါပြီးတော့ငါတို့ဘာမီးရှို့ထားတာကောင်းနေပြီဟာလားဗီဒီယိုနောက်တစ်ပုတ်ဆက်ကြည့်အောင်သိလားဘယ်ကောင်တွေကမီးရှို့လဲမရှို့လဲဆိုတော့ခင်ဗျားတို့ကွက်ကွက်ပြပြသိတော့မှာဖြစ်တယ်ဒါကတော့မောင်ဘုံ official 2ဆိုတဲ့ဘာကတယောက်ရဲ့ TikTok account ဖြစ်တယ်ပေါ့နော် credit ပေးပါရသိလားချက်ကြည့်အောင်ရွာလည်းပြန်သွားရင်လည်းအခုလိုမျိုးကြားတဲ့တည်းဆိုတော့ဘယ်လိုတန်းနေမှာလဲရွာတော့မီးရှို့ထားတယ်ဘယ်ကအိမ်မှာသွားနေရွာတွေကိုမီးရှို့ထားတာတဲ့ဘယ်ကအိမ်မှာသွားနေမှာလဲတဲ့အတန်တွေကဝဲဝဲလေးနဲ့မင်းစားနေတဲ့ video file စနာတော့ကြည့်အောင်ပေါ့ပြန်သွားရအဲ့ဒါဘယ်လိုရှို့တယ်လဲအဲ့ဒါဘယ်လိုရှို့တယ်လဲအတန်ဝဲဝဲလေးနဲ့ပြန်ပေးလိုက်ပြီစနာတော့ကြည့်အောင် PDF ပါရဲ့ဟိုက PDF ပေါ်ဟဲ့ကြားလားအမေပဲစီဘယ်လိုရှို့ရလဲအပြောလိုက်လို့ရှိရင်စစ်တပ်ကရှို့တော့ဘာလို့တော့ညာလို့တော့လီးပဲမင်းတို့ပြောတဲ့စစ်တပ်ကလုပ်တယ်ဆိုတဲ့စောင့်မှုဆောက်ခင်းတွေကမင်းတို့စောက်ပေါက်ထဲမှာပဲရှိတာသိတာငါတို့ပြောတဲ့မင်းတို့ရဲ့စောင့်မှုဆောက်ခင်းတွေကဒီမှာ video file ဒီလိုမျိုးကြွားတယ်ဆိုတော့ပြောပြတာအဲ့ဒါကြောင့်မလို့ဒီဘက်ကဝါရဖြတ်တယ်လို့ထင်လို့ရှိရင်မင်းတို့ဘက်ကလည်းပြတ်ဖြတ်လာလို့ရတယ်အမားအမှန်ကိုပြည်သူခွဲခြားလိမ့်မယ်ဒီ video file ကအစ်စ်လားအတူလားဆိုတာကိုပြည်သူကခွဲလိမ့်မယ်ဒီကောင်ကဘာစကားပြောပြီးတော့ဒီကောင်ပြောနေတဲ့စောက်စကားတွေကဟုတ်တယ်လားမှန်တယ်လားဆိုတာကိုပြည်သူကခွဲလိမ့်မယ်တဘောပေါက်လားစနာထောက်ကြည့်အောင်တည်းဆိုတော့ဘယ်လိုတန်းနေမှာလဲရွာတော့မီးရှို့ထားတယ်ဘယ်ကအိမ်မှာသွားနေပြန်သွားရအဲ့ဒါဘယ်လိုရှို့တယ်လဲPDF ပါရဲ့ဟိုကလေ
PDF ပေါ့ဟဲ့စနာထောက်ကြည့်အောင် အမတော်တွေရှို့လာတဲ့လေဘုံကြလာတဲ့ဗါတဲ့ တမတော်လေးရှို့လာတဲ့လေရင်နဲ့ဘုတ်ချလာတဲ့အခုကဘာမှမချဘူးတဲ့အရင်သာအတန်လေးနဲ့အိချလေးကိုပြောနေတာဖြစ်တယ်ပေါ့ ဘာမှမရှာဘူးဘာမှမဖောက်ဘူး ဘာမှမချဘူးတဲ့နော်စနာထောက်ကြည့်အောင် PDF တွေဝင်လို့ PDF တွေဆိုတော့ PDF တွေလုတ်တဲ့ဥစ္စာဆိုပါတော့ခုမှတို့မပြောတို့မကောင်းတာလုတ်ထားရဆိုပါတော့ခုမှပြောတာမဟုတ်ဘူး ဟာဒုက္ခပဲ PDF တွေဝင်ပြီးတော့ PDF တွေရှို့ထားတာတဲ့ PDF တွေလှုပ်လို့ရှိရင်တဲ့သူတို့မကောင်းတာလှုပ်လို့ရှိရင်တဲ့သူတို့ဘာတန်မှမထွက်ကြဘူးတဲ့ဘယ်လိုဖြစ်တာလဲတကယ်မြည်ပြင်းနဲ့ဝခင်နဲ့ကွဲနေပါလားအတယောက်ကရှေ့ကဖုံးနေအနောက်ကဖော်တဲ့ကောင်ကလည်းဖော်တယ်ဟေးဒုက္ခခေါ်တောင်းကောင်းနေလို့မပြောရဘူးခေါ်တောင်းနေဆိုတာသိရမလားအပေါ်ရန်လေးကတော့ဆောင်ရလာတယ်အရှေ့ကကြည့်လိုက်လို့ရှိရင်တော့မိုက်တယ်ပေါ့အနောက်ကသွားကြည့်လိုက်ဖင်ဟောင်းလောင်ပြီးပြီလားအဲ့လိုပုံစံဖြစ်နေတယ်တကယ်ကွာတကယ်စနာထောက်ကြည့်ရအောင် စစ်သားတွေလုတ်တယ်နဲ့အဲ့မှာနာမည်ခံလို့ စစ်သားတွေလုတ်တယ်ဆိုပြီးတော့နာမည်ခံပြီးတော့လုတ်ကြတာတဲ့ဒီအဖွားကြီးတွေကအခုနေတဲ့နေရာထိုင်ခင်းတွေကြည်ရတဲ့လောက်တော့စစ်ပေးရှောင်းနေလို့ယူဆလို့ရမှာဖြစ်တယ်ပေါ့ဒီလားသူတို့ကိုယ်တိုင်ကစစ်ပေးစစ်တမ်းကိုကောင်းကောင်းကြီးခံလိုက်ရတဲ့အတွက်စစ်သားယူနီဖောင်းလား PDF ယူနီဖောင်းလားကိုသူတို့ကလွှဲပြီးတော့ဘယ်သူမှအတိအကျမသိနိုင်ဘူးပေါ့နောက်တချို့လေပေါ်မှာတိုက်ဆောင်နေတဲ့ကောင်တွေကတော့အခုချိန်ထိယူနီဖောင်းတွေတိတ်ပြီးတော့မသွဲကြွဲသေးဘူးဒီလားပထက်ယူနီဖောင်းကြီးတွေ့နေတာတော့မှစစ်သားတွေပါဘာညာသားကဆိုပြီးတော့တက်ပြောတဲ့ကောင်တွေကလည်းရှိတယ်ပေါ့နော်စနာထောက်ကြည့်ရအောင် လုတ်တာသူတို့လုတ်တာစစ်သားတွေကိုအပြစ်ပုံလား လောက်တာသူတို့လောက်တာစစ်သားတွေကိုအပြစ်ပုံတာစနာထောက်ကြည့်ရအောင် သူတို့ဟာနဲ့သူတို့ဘလောက်ပဲလူရှင်လူဘလောက်ပဲတန်းသူတို့ရဲ့ချွေးနေစာနဲ့ရလို့လူတဲ့တန်းတဲ့ဟာမဟုတ်ဘူး သဘောပေါက်လားအဲ့ဒါတော့ထောက်ဖို့တွေကိုပြောလိုက်တာသူကသူဘလောက်ပဲလူဘလောက်ပဲတက်တန်းသူတို့စောက်ဆန်နေမပါဘူးပေါ့ကွယ်ပြောချင်တာအစ်စ်ခံပြီးတော့လူပေးတဲ့ပွဲစားတွေလို့ပေါ့ပရာဟိတပွဲစားတွေလို့ပေါ့ခင်ဗျားတို့သူတို့နဲ့သွားနိုင်ပြီးတော့တိတ်ခါချတာတော့မဟုတ်ဘူးเนาะအကျုပ်ကတော့ဒီလိုပဲမြင်တဲ့အတွက်ဒီလိုပဲပြောတာဖြစ်တယ်ပေါ့စနာထောက်ကြည့်ရအောင် ပြည်သူလူထုတွေပြေးလို့ကြာနာတဲ့ပစ္စည်းတွေယူလို့လူနေတာတို့အခု ဟာဒုက္ခပဲဒါကြီးကအတွင်းသတင်းဖြစ်သွားပြီနော်ပြည်သူလူထုပြေးလို့ကြံတဲ့ပစ္စည်းတွေကိုသူတို့ကပြန်လူတယ်ဆိုတဲ့သဘောဒါကြီးကအတွင်းသတင်းဖြစ်သွားပြီငါတို့တော့မှမသိရတဲ့ကိစ္စတခုဖြစ်သွားပြီစနာထောက်ကြည့်အောင် သူမလည်းရမှာမဟုတ်ဘူး စီပီကြောင့် ဘိုးကြီးကိုလည်းလေးစားပါတယ်သိလားနော်မောင်ဘုံ official 2ဆိုတဲ့ TikTok အကောက်ကတင်ထားတာဖြစ်တယ်ပေါ့နော်ကဲမေဘင်းငစီတို့ဘာပြောမလဲပြောလိုက်လို့ရှိရင်စစ်တပ်ကလောက်တာနဲ့ငါလီးပဲမင်းအမေကိုလည်းပြန်မေးကြည့်လိုက်အောင်မင်းကိုမွေးလာတာမင်းဖေရဲ့တုပ်ပိုးနယ်လားဒါမှမဟုတ်စစ်တပ်ရဲ့တုပ်ပိုးနယ်လားဆိုတာတေချာလေးပြန်မေးကြည့်လိုက်အောင်သိလားနောက်တော့ဘုတ်ဆက်ကြည့်အောင်ပေါ့ တော်လှန်ရေးကပြီးသွားပြီမင်းတို့တော်လှန်ရေးကပြီးသွားပြီနော်တွေ့ကြတယ် ဒါကတော့ဆွမ်းနာဗီဒီယိုဖိုင်ရဲ့ရှေ့ကအဆက်ပေါ့နော်ဆန္ဒထောက်ကြည့်အောင် MG အတွက် PDF တွေကအသေးခံပေးနေရတယ် PDF တွေအိမ်ပြန်ကြဒီ MG လောက်ပုံမျိုးနဲ့ဒီတော်လှန်ရေးဘလို့မှနိုင်လို့မရအဲ့ဒီစကားတွေကိုတောက်လျှောက်ပြောနေတန်ကြားတယ်မလားအောက်တန်းသားတွေငါစကားဖြတ်ယူပြီးတော့ကိုစီပြောနေတယ်ဆိုလို့လုပ်နေလို့ပေါ့ကွာဟုတ်တယ်မလားအဲ့ဒီအတန်တွေကိုကြားနေရတယ်မလားခင်ဗျားတို့ social media သုံးတဲ့တောက်လျှောက်မှာအဲ့ဒီစကားလုံးတွေကိုကြားနေရတယ်မလားတွင်လှန်လှန်အခုနောက်ပိုင်းပုံမကြားဘူးလား ပို့ကြရတယ်ဆိုတော့သဘောပေါက်လိုက်တော့ပေါ့ကွာလီပဲဟုတ်လို့ကြော်တာပုတ်လို့ပေါ်တာဘာပြောနေရလဲဆန္ဒထောက်ကြည့်အောင် တော်လှန်ရေးအယုံကြည်မရှိတော့ဘူးဆိုတဲ့စကားတွေမကြားဘူးလားတော်လှန်ရေးပြီးသွားပြီတော်လှန်ရေးရှုံးသွားပြီဆိုတဲ့စကားတွေရောမကြားဘူးရန်သူဘက်ကပြောတာပုံဘူးနော်တော်လှန်ရေးဘက်ကပါဆိုတဲ့သူတွေပြောတာ လူအမျိုးမျိုးစိတ်အဖို့ဖို့လူတကူစိတ်တစ်မျိုးပဲကြောက်ဖို့တယ်ဒီကောက်ကြောက်မှလူတစ်ယောက်တည်းကစိတ်တွေကလင်းကားမျိုးဖြစ်နေတယ်စကားတွေကဟိုရောက်လိုက်တရောက်လိုက်နေမြောက်လို့ထားတဲ့ရုပ်လို့မပြောရဘူးစိတ်ကနာမငြိမ်တဲ့အနေထားတွေတော့တွေ့ရတယ်ပေါ့စွမ်းနာကြတော့စစ်တပ်ကဝါဒဖြတ်ဖို့အတွက်ရန်တရားကြီးတစ်ခုတိစောက်ထားတယ်ပေါ့အဲ့လိုမျိုးတော်လိုင်းရေးဘက်ကထင်တဲ့သတင်းတွေကိုဆိုရင်မဟုတ်ပါဘူးမမှန်ပါဘူးဆိုတဲ့သတင်းတွေကိုတိုက်ပြီးတော့ပုံရိပ်ဖြတ်ဖို့အတွက်စစ်တပ်ကရန်တရားတစ်ခုတိစောက်ပြီးတော့ဒီကုတုကနေဝါဒဖြတ်နေတယ်လို့ပြောတယ်ပေါ့အခုကြတော့တော်လိုင်းရေးကြီးကမဖြစ်နိုင်တော့ဘူးဘာညာသနာကဆိုတဲ့စောက်စကားတွေကိုရန်သူဘက်ကပြောတာမဟုတ်ဘူးတဲ့တော်လိုင်းရေးပါဆိုတဲ့တော်လိုင်းရေးလုပ်နေပါတယ်ဆိုတဲ့သူတွေအချင်းချင်းကပြောတယ်ဆိုတော့ကအလီးပဲလူတစ်ယောက်တည်းကစကားတွေ၄-၅မျိုးထွက်နေပါလားစွမ်းနာတစ်မျိုးအခုတစ်မျိုးဘယ်လိုဖြစ်တာလဲဒီကောင်ဘယ်လောက်ထိဖာကြမကြောက်အဲ့မှာပဲကြည့်လိုက်ပေါ့စကားတွေကရှင်းအောင်လွဲနေတယ်ဒီနေ့တင်တဲ့ဗီဒီယိုဖိုင်ကနောက်နေ့ကြလို့ရှိရင်ပြောင်းပြန်နေဖြစ်သွားတာဒီလိုမျိုးလူတစ်ယောက်ရဲ့စောက်စကားကိုခင်ဗျားတို့ကတွားပြီးတော့နားယောင်နေပြီဆိုရင်တော့ခင်ဗျားတို့ရဲ့ဘဝတွေပျက်စီးဖို့ကအနည်းနဲ့အမြန်ပဲသိလားနော်အဲ့ကြောင့်မလို့ကိုကြီးကြက်ပြီးတော့စီးဆုပ်ကြကြီးကြက်ပြီးတော့ထမိတ်ချုံကြမကြခင်ခွေးကြကြတော့မယ်နော်ဒီကောင်တော့မှတေကာနီးကြောင်ကရန်နေထပြောတဲ့ပုံစံနဲ့စောနာတစ်မျိုးအခုတစ်မျိုးတော့ကြတစ်မျိုးတွေဖြစ်နေတာလူတကူမှစိတ်တစ်မျိုးပဲကြောက်ဘူးလားသူ့ကြောင့်မှ၄-၅မျိုးဖြစ်နေတယ်နော်မြောက်လို့ထားတဲ့ရုပ်ဆိုတော့မြောက်စိတ်ပေါ်ကွာသိရမလားမြောက်ကလည်းကနာမငြိမ်တဲ့သဘောမှရှိတယ်အခါကျတော့တီတက်မပြောတတ်ဘူးနော်တော်ကြစစ်တပ်ကိုလွှဲချလိုက်တော်ကြ NUG ကိုထောက်ပြတဲ့သူတွေဆိုရင်စစ်တပ်နဲ့ပေါင်းပြီးတော့လုပ်တယ်လို့ပြောလိုက်တယ်အမျိုးမျိုးကိုပြောနေတဲ့အနေအထားတွေတော့တွေ့ရတယ်ပေါ့တကယ်မြေပြင်ကအတန်တွေကိုလည်းသူနားမထောင်အခုဆိုရင်ခိုးလေးတကြောဖြစ်နေတဲ့တဲ့ပုတ်ရှိတယ်ပေါ့နော်စက်ကြီးအောင်ပေါ်သေးလားကိုရီးယားလည်းစောက်စကားပြောလို့ရှိရင်တက်တက်ကခိုင်ခိုင်မာမာမရှိဘဲနဲ့မပြောတတ်တဲ့ကောင်းနေဆိုတော့ကစနာထောက်ကြည့်ရအောင်
ပြောပြမယ်ကျွန်တော်ပြောပြမယ်ရင်းမပဲတရင်ကတရင်မှုရန်ရှင်းအောင်နော်တရင်20 ရင်းမပဲတိုင်ရင်20ကတိုင်ရင်မှုရရှင်းအောင် ရဲမေရဲဘော်တယောက်ကတရင်မဖို့ပဲနဲ့အလူခံလို့ဆိုပြီးတော့နေတော့အချုပ်ခန်းနဲ့ထက် ရဲမေရဲဘော်တယောက်ကတရင်မပို့လို့ဆိုပြီးတော့အချုပ်ခန်းနဲ့ထည့်ထားတယ် အချုပ်ခန်းနဲ့ထက်ပြီးတော့မရင်းချင်း အပြီးမရိတ်ချစ်တယ် မရင်းချင်းပြီးတော့နေပြီးတော့ခြေထောက်ကိုဓာတ်ရည်နဲ့မော ခြေထောက်တွေကိုဓာတ်တွေနဲ့မော်တယ် ပြီးတော့မီးတွေနဲ့ကပ်ပြီးတော့နေတရင်20ဆိုပြီးတော့နေပြီးခြေသုံးလေးမှာရှိ ခြေသလုံးတွေမှာမီးတွေနဲ့ကပ်ပြီးတော့တိုင်ရင်20လို့ရေးတယ် အဲ့လိုလောက်ခံရတဲ့ကောင်မလေးကအစ္စလာမ်ဘာသာဝင်မွတ်စလင်လူမျိုး အဲ့လိုလောက်ခံရတဲ့သူကအစ္စလာမ်ဘာသာဝင်မွတ်စလင်လူမျိုးတွားပြီကြီးပဲမင်းတို့တော်လိုင်းကြီးကတော့စစ်တပ်ကပြင်မချရတောင်မှအဲ့ဒီမော်တာတွေဖိချရင်းနဲ့ပဲပြီးတော့မှာပဲဒီလားမင်းတို့ကတော့ပြအောင်ကြီးကိုတုံးနဲ့သွားထိုးလိုက်ပြီစစ်တပ်ကသာမျိုးစုံခွေးချောင်းချောင်းကြားချောင်းချောင်းပြီးတော့လှုပ်ကြံနေတာအခုမင်းတို့ဆော့ဖက်တွေကိုလှုပ်ကြံမဲ့ကောင်တွေပေါ်လာတော့မယ်ဒီလားဘာကြောင့်လဲမင်းတို့ကဖိအေးကိုသွားဆော်ရတာဟုတ်ဒီလားမင်းတို့အခုချိန်ထိပြည်သူထောက်ခံမှုအားလည်းမရှိဘဲနဲ့ဒီလိုမျိုးရေရှည်သွားနိုင်တယ်ဆိုတာကမင်းတို့ရဲ့နောက်ွယ်မှာထောက်ပံ့မှုကြီးကြီးမားမားပေးနေတဲ့ကောင်တွေရှိလို့ပေါ့အဲ့လိုကောင်တွေကလည်း OIC စောက်လာတွေပဲအဲ့ဒီစောက်ကျေးဇူးတော့မထောက်ပဲနဲ့ဒီလိုမျိုးမွတ်စလင်လူမျိုးအစ္စလာမ်မာလေးတယောက်ကိုတွားပြီးတော့မွတ်စကူဒူးပြီးတော့လှုပ်ရှင်နိုင်လို့တဲ့အခါကျတော့တွားပြီးပေါ့မင်းတို့ရဲ့ဒေါ်လာရေးဒီလားစစ်တပ်ကမချဘူးဆိုရင်တော့မင်းတို့ကလားဖင်ချတော့မယ်ဒီလားဖျားသာတပြီးတော့နေလိုက်တော့ဒီလိုမျိုးတင်းနေကြတော့မေဘင်းငစီတို့ခစ်တဲ့တို့ဘာတို့ညာတို့ကလည်းမတင်ဘူးပေါ့နော်ထုတို့ထူးဆန်နေပေါ့စနတ်ထောက်ကြည့်အောင် နော်ပတိလူမျိုးအစ္စလာမ်ဘာသာဝင်ပတိလူမျိုးနော်ကျွန်တော်ပြောပြမယ်ဒါတွေကတကယ်ဟုတ်မဟုတ်ဆိုတာချပြနိုင်ရမယ်တော့ပါလားတကယ်ခံရတဲ့အမျိုးသမီးကအဲ့လိုမျိုးခံရတဲ့အခါကျတော့ကြိုက်တဲ့နေရာကိုသတင်းပို့တဲ့ကြိုက်တဲ့နေရာကိုသတင်းပို့တော်တယ်ရေးကိုနောက်ချက်တယ်ဆိုပြီးတော့ပဲအပြောခံရမှာပဲတဲ့ အဲ့လိုမျိုးတွေဒီလားနော်တို့ဘက်ကတခုခုမဖြစ်လိုက်နဲ့ဖြစ်လိုက်ပြီဆိုတာနဲ့တော်လိုင်းရင်နောက်နေမှာဆိုလို့ဆိုပြီးတော့ support တွေကပိတ်နေတယ်အမေဘင်းငစီတို့ဆိုရင်တော့ပိုတော့ဆိုးသေးတယ် support မပိတ်ဘဲနဲ့ဝေဖန်ထောက်ပြလာတဲ့ကောင်တွေကိုတောင်မှစစ်တပ်ဒလန်တွေဖြစ်တဲ့တရှိုးလေးဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့စောက်ပေါင်းပြန်ထုနေတဲ့အနေအထားမှာရှိတယ်ပေါ့ဒီလိုမျိုးလှုပ်လေလေ NUG လက်အောက်ကပခဖတွေပါလာဖတွေကကြိုက်လေလေပေါ့ဟိုအထီးပဲအာနာရှင်ကိုတော်လိုင်းရင်နဲ့ကိုကိုတိုင်းကအာနာရှင်ထက်ကိုတစ်စစ်နှိပ်တဲ့သောက်တခိုးဓမြတွေဖြစ်မှန်းမသိဖြစ်နေတဲ့ဥစ္စာတွေပေါ့စမ်းထောက်ကြည့်အောင် နေကိုဘောမဆိုပြီးတော့ပဲပြောမှာပဲတဲ့အခါမတင်အချိန်ကျွေးနေကိုရှင်းပလိုက်လို့ရတယ်လို့ပါလို့ချိန်ချောက်တယ်ပြီးတော့နေပြီးတော့သူ့ဖေကိုသူဆက်သွယ်လို့ရတဲ့ခါကျတော့ထပ်ပြေးလို့မြောက်သွားတယ် ခပ်ပြေးလွတ်မြောက်သွားလို့ဒီလိုအတန်တွေထွက်လာတာဖြစ်တယ်ပေါ့နော်တကယ်လို့မထွက်ပြေးပဲနဲ့ဒီတည်င်းသာအပြင်ကိုပေါက်ကြလာမယ်ဆိုရင်တော့မတွေးရစရာပဲဒါကတော့အခြေချင်းလောက်ကြတဲ့ဇလန်တွေပေါ့ဘာပဲဖြစ်ဖြစ်အသက်17နှစ်အရွယ်ကလေးတွေကိုမူစကူဒူးတာနဲ့ဆိုင်ရင်တော့အဲ့လိုမျိုးပဲအခြေချင်းတွေကိုပဲလောက်ကြပါလို့ပဲအကြံပြုလို့ရတယ်ပေါ့နော်ဒီလိုမျိုးစောက်တဲ့င်းတွေဘာညာတလာကားတွေဆိုရင်တော့ခစ်တယ်လည်းမတင်ဘူးမေဘင်းငစီဆိုရင်တော့ဝေလာဝေးပေါ့နော်ထပ်ပြောလို့ရှိရင်လည်းထပ်ပြောတဲ့ကောင်ကတလန်ဆိုပြီးတော့သိမလားတော်လိုင်းရင်ကိုနောက်နှင်းအောင်လုပ်ပါတယ်ဆိုပြီးတော့ခေါင်းစဉ်နဲ့ထပ်ပြီးတော့စောက်ပေါက်ထုမှာဖြစ်တယ်ပေါ့အဲ့ကြောင့်မလို့ဒီလိုမျိုးအဖွဲ့အစည်းတွေဒီလိုမျိုးလူတွေကိုခင်ဗျားတို့ကတွားပြီးတော့ရုပ်စားနေပြီးအားကိုးနေပြီးဆိုမှတော့ခင်ဗျားတို့ရဲ့ဘဝတွေကအနည်းနဲ့မြန်ပြတ်ကြမှာပဲသိလားအဲ့ဆိုရင်ခင်ဗျားတို့မှာအုံနောက်ရှိတယ်ဆိုရင်စဉ်းစားပါနော်စစ်တပ်ကဝါဒဖြတ်တာပဲဖြစ်ဖြစ်တင်မလားခင်ဗျားတို့ရဲ့စောင့်မြင့်လို့ရှိတဲ့တဲမှာမြင်ရတာပဲဖြစ်ဖြစ်ကိုယ်အုံနောက်နဲ့ကိုယ့်အကိုကိုယ်ပိုင်စုပ်ပြတ်ချက်တောင်မှမချနိုင်တဲ့ကောင်းဒီဆိုတော့ကကိုယ့်အကိုဖာတိဝါသာနေလိုက်ပါမနေဘူးဆိုရင်တော့ဒီလိုမျိုးမူစကူဒုက္ခရတဲ့မိန်းကလေးတွေရဲ့နေရာမှာခင်ဗျားတို့တော်လန်ပြည်သူများပါဆိုတဲ့ကောင်းတွေရဲ့မိဘတွေဆွေမျိုးသားချင်းတွေတယောက်ပြီးတယောက်တက်လဲပြီးတက်လဲလာမှာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်